ဘန်ကိုစီးနေမိမယ်ငွေကိုစိတ်မဝင်စားတဲ့ထူးဆန်းတဲ့ဓမြတိုင်မှုကြီးစီကင်တတိုင်းမန်ကိုအမြဲတမ်းစောင့်ကြည့်နေတဲ့ပရိသတ်ကြီးများအားလုံးမင်္ဂလာပါခင်ဗျာဘန်တစ်ခုကိုဓမြတွေကအကြမ်းပတမ်းဝင်တိုက်တယ်ဒါပေမဲ့သူတို့ကမျက်စိရှေ့မှာပုံနေတဲ့ဒေါ်လာတန်းပေါင်းများစွာကိုလုံးဝလှည့်တောင်မကြည့်ဘူးဆိုရင်ပရိသတ်ကြီးအနေနဲ့ယုံမလားဒါမှန်ဓမြတိုက်မှုလုံးဝမဟုတ်တဲ့ဒီဖြစ်ရနောက်ကွယ်မှာအသက်အန္တရာယ်နဲ့ရင်းရလောက်တဲ့လက်ဝက်ချက်ကြီးတစ်ခုရှိနေပါတယ်။အဆုံးသက်ဇက်သိန်းလက်ွက်ကတော့ပရိသတ်ကြီးကိုပါဇက်အဟောင်းသားဖြစ်သွားစေမှာအသေးချပါပဲခင်ဗျာ။ဘာရီဆက်ဖြစ်မလဲဆိုတာကိုတော့ဆက်ပြီးတော့ကြည့်လိုက်ကြရအောင်ပါ။ဇာတ်ကားလေးကိုမကြည့်ခင်ကျွန်တော်တို့ရဲ့ CK Entertainment Channel လေးကို Like and Subscribe လုပ်ခဲ့ကြဖို့နဲ့အဆင်ပြေမယ်ဆိုရင် VPN လေးဖွင့်ပြီးတော့ကြည့်ပေးကြဖို့အားလုံးကိုတောင်းဆိုပါရခင်ဗျာ။လက်နဲ့ပြည့်စုံတက်ဆင်ထားတဲ့ဓမြတစုဟာဘန်ထဲကိုအကြမ်းပတမ်းဝင်ရောက်စီးနှင်းလာပါတယ်။သူတို့ရဲ့မျက်နှာတွေကိုအနက်ရောင်မျက်နှာဖုံးတွေနဲ့ဖုံးကွယ်ထားပြီးတော့လက်ထဲမှာလည်းအဆင့်မြင့်မောင်းပြန်ရိုင်ဖယ်တွေကိုကင်ဆောင်ထားပါတယ်။ဒါပေမဲ့အံ့ဩစရာအကောင်းဆုံးအချက်ကတော့သူတို့ဟာမျက်စိရှိမှတောင်းလိုပုံနေတဲ့ငွေထုတ်တွေကိုလုံးဝစိတ်ဝင်စားပုံမရတာပါပဲ။ဒါမှန်ဓမြတွေဆိုရင်ငွေတွေကိုအလူအယက်သိမ်းကျုံယူကြမှာဖြစ်ပေမဲ့ဒီလူတွေကတော့တစုံတရာကိုပြစ်မှတ်ထားရှာဖွေနေတဲ့ပုံစံနဲ့ဗီဒီယိုတွေအန်ဆွဲတွေကိုသာအပူတပြင်းမွေနောက်ရှာဖွေနေကြပါတယ်။အချိန်တွေကိုထိန်းချုပ်ဖို့ကြိုးစားတဲ့ဘန်မန်နေဂျာဟာတက်တိမွေးပြီးတော့သူတို့ကိုတားဆီးဖို့ရှေ့ထွက်လာခဲ့ပါတယ်။ဒါပေမဲ့ညာတာမှုကင်းမဲ့တဲ့ခေါင်းဆောင်ဖြစ်သူကမန်နေဂျာကိုစကားတခွန်းမှတောင်အပြောမခံပဲတနက်နဲ့ချက်ချင်းပြတ်တက်လိုက်ပါတယ်။သွေးလုံးနဲ့လှုပ်ရက်ပါပဲ။သူတို့ရဲ့တနက်ကိုဂိုင်းတွယ်ပုံအခန်းတွင်းနေရာယူလှုပ်ရှားမှုတွေကိုအကဲခတ်ကြည့်ရင်သူတို့ဟာဒါမှရာဇဝတ်ကောင်တွေလုံးဝမဟုတ်ဘူးဆိုတာကိုထင်ရှားပါတယ်။သူတို့ဟာစီရေးလေ့ကျင့်မှုကောင်းကောင်းရထားတဲ့ဂျေးစားလူသက်သမားတွေဒါမှမဟုတ်အထူးတပ်ဖွဲ့ဝင်ဟောင်းတွေဖြစ်နိုင်ပါတယ်။ဒီဇလန်လေးရဲ့အစဟာအိုမိုရိုလို့ခေါ်တဲ့အေးချမ်းတဲ့မြို့ငယ်လေးတစ်မြို့မှာစတင်ခဲ့ပါတယ်။လွန်ခဲ့တဲ့မိနစ်အနည်းငယ်လောက်ကတော့တမြို့လုံးဟာမနက်ခင်းရဲ့တိတ်ဆိတ်မှုမှာနစ်မြုပ်နေတော့မှာပဲ။ CC လို့ခေါ်တဲ့တက်ကြွလန်းဆန်းတဲ့အမျိုးသမီးဘန်ဝင်တဲ့တယောက်ဟာအလုတ်ကို AACC လမ်းလျှောက်လာခဲ့ပါတယ်။လမ်းတစ်လျှောက်မှာရင်းနှီးတဲ့မြို့ခံတွေကိုနှုတ်ဆက်ရင်းသူမရဲ့မနက်ခင်းကိုစတင်ခဲ့တာပါ။ဒါပေမဲ့ဘန်တကားဝကိုရောက်တာနဲ့သူမရဲ့အေးချမ်းမှုတွေပျက်စီးသွားခဲ့ပါတယ်။အကြောင်းကတော့နေကာမျက်မှန်အနက်ရောင်ကိုတတ်ထားပြီးညနေသားတင်းမာနေတဲ့မန်နေဂျာမာတင်ကိုတွေ့လိုက်ရလို့ပါပဲ။မာတင်ဟာတွေ့ချင်းပဲ CC ကိုအဆက်မပြတ်စူပူချိန်မောင်းมาတော့တယ်။မင်းကငါဘယ်လောက်ကြာအောင်စောင့်နေရအောင်မလဲဆိုတဲ့ပြစ်တင်စကားနဲ့အတူပေါ့။ဘန်ရဲ့ပေမတကားကြီးကိုဖွင့်ဖို့ဆိုတာလုံခြုံရေးအရာလူနှစ်ယောက်မဖြစ်မနေလိုအပ်တာကြောင့်မာတင်ကစောင့်နေရတာပါ။ CC ကတော့မနက်စောစောစီစီသူ့ရဲ့ချစ်ကန်ကန်နိုင်မှုအသေးပွဲကိစ္စလူတွေကိုပုံကြီးချဲ့တဲ့အကျင့်တွေကိုပြန်ငင်းမနေတော့ပဲသူမရဲ့ညီမဖြစ်သူကိုနှုတ်ဆက်ကတကားဖွင့်ဖို့ပြင်ဆင်လိုက်ပါတယ်။မကြခင်မှာပဲတကားခောက်တန်တစ်ခုထွက်ပေါ်လာပြီးဘန်ရဲ့ဌာနမှူးမာရီယာရောက်လာပါတယ်။ CC ကတကားကိုအမြန်ဖွင့်ပေးလိုက်ပြီးတက်ကြွနှုတ်ဆက်ပါတယ်။ဒါပေမဲ့သူတို့နှစ်ယောက်စကားပြောနေတော့မှပဲမာတင်ဟာသူ့ရုံငန်းကနေရုတ်တရက်ထွက်လာပါတယ်။သူ့မျက်နှာပေါ်မှာစိုးရိမ်ပူပန်မှုအရေးအယောင်တချို့ဖြတ်ပြေးသွားပြီးအခုချက်ချင်းမီးကန်တက်တာတစ်ခုကိုဖွင့်ဖို့လိုတယ်လို့ဆိုကမာရီယာကိုဘန်တိုက်တကားဖွင့်ဖို့အကူအညီတောင်းလိုက်ပါတယ်။မာတင်ဟာအမြဲတမ်းစီကန်းကြီးနဲ့အလုပ်လုပ်တတ်သူပါတစ်စက္ကန့်လေးနောက်ကျတာကိုတော့သီးမခံနိုင်တဲ့သူမို့မာရီယာလည်းရှေ့ထွက်ပြီးတော့သူမရဲ့လုံခြုံရေးကပ်ပြားနဲ့လုတ်ပိုင်ခွင့်ကိုအသုံးပြုကလုံခြုံရေးတကားကိုဖွင့်ပေးလိုက်ရပါတယ်ဒီအချိန်လေးကိုအခွင့်ကောင်းယူပြီးမာရီယာဟာဘန်နိုင်ထဲကပစ္စည်းတွေကိုအကြမ်းဖျင်းမြက်ကဲခတ်စစ်ဆေးလိုက်ပါတယ်တစ်ဖက်မှာလည်းမာတင်ဟာသူဖွင့်ကျင်နေတဲ့မီးကန်တက်တာကိုအလောတကြီးရှာဖွေဖွင့်လှစ်လိုက်ပါတယ်သူတို့ရဲ့တွေကအလုံးကိုကမန်းကန်းနိုင်လွန်းနေပြီးထူးဆန်းနေပါတယ်မိခင်တက်တာပွင့်သွားတဲ့အခါအထဲမှာငွေကြေးရွှေတုံးရတနာတွေမရှိဘဲနဲ့တင်းငယ်တဲ့ USB device တစ်ခုသာရှိနေပါတယ်မာတင်ဟာအဲ့ဒီ USB လေးကိုရတနာတစ်ခုလိုတည်တည်ချာချာသိမ်းဆဲလိုက်ပါတယ်ဒီကြတာကတော့အဲ့ဒီ USB ထဲမှာပါဝင်တဲ့အချက်လက်တွေဟာအသက်အန္တရာယ်နဲ့ရင်းရလောက်အောင်အရေးကြီးနေလို့ပါပဲဒီချိန်မှာပဲမြို့နယ်ဘန်နဲ့မလန်မကန်တနေရာမှာအဖြူအောင်ဘင်ကားတစ်စီးတိတ်ဆိတ်စွာရက်တန်နေပါတယ်။ကားထဲမှာတော့ကျန်းတဲ့နဲ့ရုပ်သွင်းထမ်းမြက်တဲ့မျက်လုံးတွေရှိတဲ့အမျိုးသား၃ယောက်ရှိနေပါတယ်။သူတို့ရဲ့အပြန်အလှန်စကားပြောဆိုမှုတွေကအလွန်ကိုအေးဆက်ပြီးကြားရသူကိုကြက်သိမ်းထားစေပါတယ်။သူတို့ဟာပြစ်မှုမှတ်တမ်းအထူးရှိတဲ့အကြမ်းဖက်ဓမြဂိုင်းတစ်ခုဖြစ်ပြီးတော့အခုလက်ရှိဘန်ကိုဝင်ရောက်စီးနှင်းမှုနောက်ဆုံးအခြေအနေတွေကိုစစ်ဆေးနေကြတာပါ။တစ်ဖက်မှာတော့ FBI agent ကိုဟာနန်းနစာစားတဲ့ဆိုင်တစ်ဆိုင်ထဲကိုဝင်လာပါတယ်။သူဟာမြို့ရဲ့ရဲမှုကြီးဖြစ်သူသူ့ဖခင်နဲ့တွေ့ဆုံဖို့လာခဲ့တာပါရဲမှုကြီးဟာအချိန်နဲ့ပတ်သက်ရင်အလုံးကိုတန်မိုးထားတိကျလုံးသူတယောက်ဖြစ်တာကြောင့်2မိနစ်လောက်ပဲနောက်ကျသွားတဲ့ကို
အများရှိပါတယ်မညာမတာစုပူပါတော့တယ်ကိုကအကြောင်းပြချက်နည်းနည်းပါးပါးရှင်းပြခြင်းပေမဲ့ရဲမှုကြီးကတော့လုံးဝနားမထောင်ပါဘူးရဲမှုကြီးရဲ့ရင်ထဲအနဲ့ရှိုင်းဆုံးမှာကိုတားတယောက်လိုချစ်ပေမဲ့ရဲရရှိတယောက်အနေနဲ့တော့တခါမှအထင်မကြီးခဲ့ပါဘူးသူမျက်လုံးထဲမှာကိုဟာရုံးခန်းထဲမှာစာရဲစာရန်အနေနဲ့ပဲအလုပ်လုပ်နေတဲ့စာတွေ့သမားလက်တွေ့တိုက်ပွဲအတွေ့အကြုံမရှိသူဒို့တဲ့ရေးအတွက်မိသားစုကိုတောင်စွန့်ပစ်သွားတဲ့တစ္ဆာဖောက်တယောက်လိုပဲခါခါတီးတီးသတ်မှတ်ထားတာပါဒါပါနှစ်ယောက်ကြားကတဲမာမှုဟာဆိုင်ထဲကလူတို့ကိုတောင်လေးလံသွားစေပါတယ်ချိန်ထဲမှာပဲအိုမိုရိုမြို့တော်ခန်းမမှာမြို့တော်ဝင်ဂျိမ်းဟာသူ့ရဲ့ဇိမ်ခံရုံးခန်းထဲမှာထိုင်နေတော့ဘယ်မန်နေဂျာမာတင်စီကဖုန်းဝင်တစ်ခုကိုရရှိခဲ့ပါတယ်။ဖုန်းငယ်လိုက်တာနဲ့မာတင်ကချင်းချောက်စကားကိုတက်မှတ်စွာဆိုလာပါတယ်။အစားကသဘောတူထားတဲ့အကျိုးအမြတ်ခွဲဝေမှု90-50အစားအခု80-20ကိုပြောင်းလဲပေးဖို့ပုံမှန်လင်းလင်းပဲတောင်းဆိုလာပါတယ်။ဒီစကားကိုကြားလိုက်ရတဲ့မြို့တော်ဝင်ဂျိမ်းဟာဒေါသတကြီးနဲ့ထိုင်ကုန်ကနေခုန်ထလိုက်ပြီးတော့ဒီအချိုးစားကိုငါလုံးဝလက်မခံနိုင်ဘူးလို့အော်ဟစ်လိုက်ပါတယ်။ဒါပေမဲ့မာတင်ကတော့အေးအေးဆေးဆေးပါပဲ။မာတင်ကမြို့တော်ဝင်ရဲ့အသက်တမျှအရေးကြီးတဲ့အားနည်းချက်လက်ဝဲချက်တွေအားလုံးဟာသူ့လက်ထဲမှာရှိနေတယ်ဆိုတာကိုသွေဝိုက်ပြီးသတိပေးလိုက်ပါတယ်။မာတင်ရဲ့ချိန်ချောက်မှုကိုကြားပြီးနောက်မှာတော့မြို့တော်ဝင်ရဲ့ဒေါသတွေဟာရုတ်တရက်ပျောက်ကွယ်သွားပြီးတော့အေးဆက်တည်ငြိမ်သွားပါတယ်။သူဟာမာတင်ရဲ့တောင်းဆိုချက်ကိုသဘောမတူတဲ့အပြင်ဖုံးကိုလည်းပြက်ပြက်သားသားချပစ်လိုက်ပါတယ်။သူမျက်နှာပေါ်မှာအကျဉ်းသားကင်းမဲ့တဲ့အပြုံးတစ်ခုပေါ်လာပြီးသူ့မှာတံပြန်ပြူဟာတစ်ခုရှိနေပြီဆိုတာထင်ရှားပါတယ်။ချက်ချင်းဆိုသလိုပဲသူဟာဖုံးကိုထုတ်ပြီးတော့အတိတ်ပဲမသေးကွဲတဲ့လက်ဝက် message တစ်ခုကိုမြန်မြန်ဆန်ဆန်ပို့လိုက်ပါတယ်။ထို message ကိုလက်ခံရရှိသူဟာတခြားတော့မဟုတ်ပါဘူး။မြို့နယ်ဘက်အပြင်ဘက်ဘင်ကားထဲမှာဓမြဂိုင်းကောင်းဆောင်ကြီးကိုပါမြို့တော်ဝင်စီကခွင့်ပြုချက်ရပေမဲ့ဂိုင်းကောင်းဆောင်ကလှုပ်ရှားဖို့မလိုသေးပါဘူး။သူတို့ဟာကျွမ်းကျင်သူတွေပြီးအချိန်ကိုက်လှုပ်ရှားတတ်ပါတယ်။တကယ်တော့မြို့နယ်ဘက်ထဲမှာတီးခြားစီဖြစ်နေတဲ့လုံခြုံရေးအဆင့်မြင့်ငွေတိုက်အခန်းနှခမ်းရှိနေလို့ပါ။အဲ့ဒီငွေတိုက်တကားနှစ်ခုလုံးကိုပွင့်သွားတဲ့အချိန်ရောက်မှသာသူတို့ဝင်ရောက်စီးနှင်းမှုအကောင်းဆုံးအချိန်ဖြစ်မှာမို့လို့စိတ်ရှည်လက်ရှည်နဲ့စောင့်ဆိုင်နေကြတာပါ။တစ်ချိန်တည်းမှာပဲမြို့တော်ဝင်ရဲ့ဖုံးချတာကိုခံလိုက်ရတဲ့မာတင်ဟာလည်းရင်ထဲမှာစိုးရိမ်ပူပန်မှုတွေစတင်ဖြစ်ပေါ်လာပါတယ်။အဲ့ဒီချိန်မှာမာရီယာကရုံးခန်းထဲဝင်လာပြီးတော့ဘယ်ဖွင့်ချိန်ရောက်ပြီဖြစ်ကြောင်းတတိပေးပါတယ်။မာတင်လည်းသူ့ရဲ့စိုးရိမ်ပူပန်မှုတွေကိုဖုံးကွယ်ကမျက်နှာကိုအမြန်ပြုတ်ပြင်လိုက်ပြီးတော့တန်းစီစောင့်နေတဲ့ဖောက်တယ်တွေကိုကြိုးစိုးဖို့အိတ်ခမ်းမာတွေကိုထွက်လာခဲ့ပါတယ်။ဘယ်ဖွင့်နဲ့အချက်ပြပြီးလင်းလက်လာတာနဲ့တပြိုင်နက်အချိန်ကြပါပြီ။ကားတွေကတပည့်နှစ်ယောက်ကချက်ချင်းမျက်နှာဖုံးတွေစော့လက်နက်တွေနဲ့ပစ္စည်းကိရိယာတွေကိုကြစ်ကြစ်ပါအောင်ဆုပ်ကင်ပြီးကားတွေကထွက်ကဘန်ဒကားစီကိုလျှက်စီးလက်သလိုပြေးဝင်သွားကြပါတယ်။ကားတွေကခေါင်းဆောင်ဖြစ်သူကဘသူကမှမတက်ဖို့စကားမပြောဖို့ဘောဘောရွေနေကြဖို့လေရီယိုကနေတဆင်ထပ်မံသတိပေးလိုက်ပါတယ်။ဓမြနှစ်ယောက်ကတနက်တွေထုတ်ပြီးတော့ဗန်ထဲကိုကြမ်းတမ်းစွာပြေးဝင်သွားပါတော့တယ်။မဲနဲ့နေတဲ့တနက်ပြောင်းဝတွေကိုရင်ဆိုင်လိုက်ရတော့ဧကဲမှာထဲမှာရှိနေတဲ့ဝန်ထမ်းတွေနဲ့ဖောက်သွဲတွေအားလုံးကြောက်လန့်တကြားအော်ဟစ်ပြီးတော့နာခံစွာနဲ့ပဲလက်နှစ်ဖက်ကိုမြောက်လိုက်ကြပါတယ်။ချက်ချင်းပဲဓမြတွေကမျက်ရည်ကိုဘုံတစ်လုံးကိုပြစ်ထည့်လိုက်ပါတယ်။တိတ်မကြခင်မှာပဲခမ်းမတစ်ခုလုံးအခိုးငွေတွေနဲ့ဖုံးလန်းသွားပြီးတော့အားလုံးမျက်စိဆက်ချောင်းစုကချိန်နေဟာကမောက်ကမဖြစ်သွားပါတယ်။ချိန်ထဲမှာပဲဘင်ကားတွေကခေါင်းဆောင်ဟာအချိန်တွေကိုကဲခတ်ပြီးတဲ့နောက်ညနေဖုံးကိုအမြဲစွတ်ကဘန်ထဲကိုဝင်ရောက်လာပါတယ်။ကံကောင်းတာကဒီချိန်မှာရုံးခန်းထဲမှာပုံနေတဲ့မာတင်ကိုဓမြတွေကမတွေ့သေးပါဘူး။မာတင်ဟာကြောက်ရွံ့တုန်လှုပ်နေပေမဲ့တတိကိုကတ်ထားပြီးတော့ရဲကိုအမြန်ဖုံးဆက်ကလက်ရှိအခြေအနေကိုအတန်တိုးတိုးနဲ့အမြန်သတင်းပို့လိုက်ပါတယ်။ဓမြနှစ်ယောက်ကခမ်းမတွေကအခြေအနေကိုအပြည့်အဝထိန်းချုပ်ထားပါတယ်။ခေါင်းဆောင်ကဘသူကမှမတက်ဖို့မှားထားတာကိုအတိအကျလိုက်နာတဲ့အတွက်အစကနေအဆုံးထိတနက်တစ်ချက်မှမဖောက်ခဲ့ပါဘူး။ခေါင်းဆောင်ဝင်လာပြီးတဲ့နောက်သူကဗန်ရဲ့ပင်မတကားတွေကိုတန်ကြိုးတွေတောကလောက်ကြီးတွေနဲ့တေချာပိတ်ဆို့ဖို့တပည့်တွေကိုအချက်ပြလိုက်ပါတယ်။ပြီးတော့ဒဇာကန်အားလုံးကိုတနေရာထဲမှာစုပြီးတော့လက်ကင်ဖုံးတွေကိုအပ်ဖို့တောင်းဆိုလိုက်ပါတယ်။မကြခင်မှာပဲဒဇာကန်တွေထဲမှာမာတင်မပါဘူးဆိုတာကိုခေါင်းဆောင်ဖြစ်သူကသိသွားပါတယ်။သူမေကွန်းထုတ်ဖို့ပြင်ဆင်နေစဲမှာပဲမာတင်ဟာရုံးခန်းထဲကနေလက်နှစ်ဖက်မြောက်ပြီးတော့ဒီငိမ့်နဲ့ထွက်လာပါတယ်။သူကစောစောကရဲကိုဖုံးဆက်ထားတဲ့အတွက်တခြားဒဇာကန်တွေလောက်တော့မထိတ်လန့်နေပါဘူး။မာတင်ဟာအသက်အန္တရာယ်ရှိနေတဲ့ကြားကပဲတခြားသူတွေကိုစိတ်အေးလက်အေးထားဖို့ကိုတောင်ပြောနေပါသေးတယ်။ခေါင်းဆောင်ကတော့မာတင်ချိန်ဆွဲနေတယ်ဆိုတာကိုရိပ်မိပြီးတော့အုံမောက်လိုက်ပါတယ်။ဒီချိန်တွေကိုခွင်ကောင်းယူပြီးတော့မာရီယာကအတန်တိတ်အချက်ပေးခလုတ်ကိုတိတ်ဆိတ်နှိပ်လိုက်ပါတယ်။ဒါပေမဲ့ခေါင်းဆောင်ကဒါကိုဂရုစိုက်ပုံမရပါဘူး။ဒီဓမြကိုင်းရဲ့အထူးဆန်းဆုံးအချက်ကအခုချိန်ထိပိုက်ဆံတွေကိုအိတ်ထဲထည့်ဖို့ကြိုးစားတာငွေတိုက်ကိုဖောက်ဖို့ကြိုးစားတာမျိုးလုံးဝမလုပ်ကြပါပဲ။ဆန့်ကျင်ဘက်အနေနဲ့သူတို့ဟာအမိုက်အိတ်မဲကြီးတွေတိတ်ခွေတွေကိုသုံးပြီးတော့ဘန်ရဲ့ပြတင်းပေါင်းမှန်ချက်တွေအားလုံးကို
အပြင်ကနေမမြင်ရအောင်အလုံးပိတ်ဆို့လိုက်ပါတယ်။စောင့်ကြည့်ကင်မရာအားလုံးကိုလည်းရိုက်ခွဲလိုက်ပါတယ်။သူတို့ရဲ့အပြုအမူတွေကငွေလိုချင်နေတဲ့ဓမြတွေထက်ဘယ်ထဲမှာခံတက်လုပ်ပြီးတော့ရေရှည်တိုက်ပွဲဝင်မှုပြင်ဆင်နေတဲ့စစ်သားတွေနဲ့ပိုတူနေပါတယ်။ဝါရင်ရဲမှုကြီးဟာမြို့နယ်ပဲဓမြတိုက်ခံရတဲ့တဲ့ရင်ကိုရရှိသွားပါတယ်။ဖခင်ဖြစ်သူရဲ့တဲမာနေတဲ့မျက်နှာကိုမြင်တော့ကိုဟာတခုခုအရေးကြီးနေပြီဆိုတာကိုချက်ချင်းသိလိုက်ပြီးတော့အခင်းဖြစ်ပွားရာကိုအမြန်လိုက်သွားပါတယ်။သူတို့ရောက်သွားတဲ့အခါရဲတပ်ဖွဲ့မှုဘီလီကအဖွဲကိုဦးဆောင်ပြီးတော့ဘန်ကိုဝိုင်းရန်နေရာယူထားပေးပါပြီ။ရဲမှုကြီးကလေချောင်းပန့်ပိုးမှုကိုအမြန်တောင်းခံလိုက်ပေမဲ့လက်ရှိမှာမရနိုင်သေးပဲ။ဆွတ်အဖွဲကတော့10မိနစ်အတွင်းရောက်လာလိမ့်မယ်လို့သိရပါတယ်။ကိုကတော့ဒီဖြစ်ရမှာထူးဆန်းတာတစ်ခုခုရှိနေတယ်လို့အာယုံခံစားမိပါတယ်။သူဟာလက်အိတ်တွေစွတ်ပြီးတော့ဓမြတွေမောင်းလာတဲ့အဖြူရောင်ပင်ကားတွေကိုဝင်ရောက်စစ်ဆေးလိုက်ပါတယ်။အသေးစိတ်ရှာဖွေကြည့်ပြီးတဲ့နောက်မှာတော့သူဟာထူးဆန်းတဲ့အချက်အချို့ကိုတကယ်ပဲတွေ့ရှိသွားပါတယ်။ပထမချက်ထွက်ပြေးဖို့သုံးမဲ့ဒီကားရဲ့စီတိုင်ကြီးဟာအလွတ်ကြီးဖြစ်နေပါတယ်။ဒါကဓမြတွေဟာပြစ်မှုကျူးလွန်ပြီးရင်ဒီကားနဲ့ထွက်ပြေးဖို့လုံးဝမပြင်ဆင်ထားဘူးဆိုတာကိုသက်သေပြနေပါတယ်။ဒုတိယချက်အခင်းဖြစ်ပွားရာကိုအမြန်ရောက်လာတဲ့ရဲတွေကိုဓမြတွေကလုံးဝအံ့ဩထိတ်လန့်ပုံမပြပါဘူး။ Federal Agent တယောက်ရဲ့ထက်မြက်တဲ့အာယုံခံစားမှုနဲ့ကိုဟာဒီကိုင်းရဲ့တကယ်ရည်မှန်းချက်ဟာပိုက်ဆံလုံးဝမဟုတ်ဘဲနဲ့နောက်ွယ်မှာဘိုးကြီးမားတဲ့လျှက်ဝက်ပူးပေါင်းကြံစည်မှုတစ်ခုအေဂျာပေါက်ရှိနေတယ်ဆိုတာကိုအတည်ပြုနိုင်ခဲ့ပါတယ်။ဒီအကြောင်းကိုသူ့အဖေရဲမှုကြီးကိုပြောပြခြင်းပေမဲ့ရဲမှုကြီးကတော့သူ့သားကိုစားတွေးလောက်ပဲတည်တဲ့ကလေးတယောက်လိုသဘောထားပြီးတော့လုံးဝလစ်လျူရှုထားပါတယ်။ချိန်ထဲမှာပဲမြို့တော်ဝင် James ဟာလည်းဗန်ဒမြတိုက်ခံရတဲ့တဲ့ရင်ကိုတရားဝင်ရရှိပါတယ်။သူကိုယ်တိုင်ကဒီမှုရဲ့နောက်ွယ်ကကြိုးကင်သူဖြစ်နေတဲ့အတွက်ဂျယ်ရီဘလောက်ပဲအုပ်အော်တောင်းတင်းဖြစ်နေပါစေသူကတော့စိတ်အေးလက်အေးပါပဲ။ဒါပေမဲ့သူ့လက်ထောက်တန်တရားမဝင်အောင်ကိုတော့စိုးရင်နေတဲ့ပုံစံဟန်ဆောင်ပြီးတော့သက်ဆိုင်ရာဌာနတွေရဲစခန်းတွေကိုဖုံးဆက်ကမြို့တော်ခန်းမအနေနဲ့အကူအညီအားလုံးပေးဖို့အသင့်ရှိကြောင်းကြေညာလိုက်ပါတယ်။ဒီချိန်မှာကိုကကားတော့ကနေလက်ပွေရာတွေကိုတေချာယူပြီးဓမြတွေရဲ့အချက်လက်တွေကိုရှာဖွေဖို့ FBI database တွေကိုတင်လိုက်ပါတယ်။အဲဒီချိန်မှာပဲရဲရီစီကသတင်းကောင်းတစ်ခုရရှိလာပါတယ်။ဓမြတွေထဲက2ယောက်ဟာအလုံးမစခင်အနီးနားကအားဖမ်းပစ္စည်းရောင်းတဲ့ဆိုင်ကိုဝင်သွားခဲ့တယ်ဆိုတာပါပဲ။ကိုဟာဒါကအရေးကြီးတဲ့သဲလွန်စားတစ်ခုပဲဆိုတာကိုသိလိုက်ပြီးတော့အဲ့ဒီဆိုင်ကိုချက်ချင်းပြေးသွားခဲ့ပါတယ်။ဒါပေမဲ့ဆိုင်ရှင်ရဲ့ထွက်ဆိုချက်ကကိုအံ့အားသင့်သွားစေပါတယ်။အဲ့လူ2ယောက်ဟာလက်နက်ကျိုးစားတာတွေကိုမဝယ်ဘဲနဲ့အမိုက်အိတ်လေးလိတ်တိတ်ခွေအမျိုးသမီးမဂ္ဂဇင်းတွေနဲ့အဆိုတဲ့ Tank Cream တွေကိုသာဝယ်သွားတယ်လို့ပြောပြပါရယ်။ဘယ်နှမမတိုက်ခင်ဘယ်နှမကမှအမျိုးသမီးမဂ္ဂဇင်းနဲ့အသားရည် Tank Cream ဝယ်တယ်ဆိုတာကိုတခါမှမကြားဘူးပါဘူး။ကိုစိတ်ရှုပ်ထွေးစွာနဲ့လက်ထွက်သွားဖို့ပြင်လိုက်ပေမဲ့ဆိုင်ရှင်ကသူ့ကိုပြန်ခေါ်လိုက်ပြီးတော့သူမရဲ့ညီမစီစီဘယ်ထဲမှာပိတ်မိနေတယ်လို့မျက်ရည်လဲရွှဲနဲ့ပြောပြပါရယ်။စီစီရဲ့နာမည်ကိုကြားလိုက်ရတဲ့အခါကိုရဲ့မျက်နှာအမူအရာကချက်ချင်းပဲပြောင်းလဲသွားပြီးတော့အကြီးအကျယ်စိုးရိမ်ပူပန်သွားပါတယ်။တကယ်တော့ကိုနဲ့စီစီတို့ဟာတစ်ချိန်ကအရန်ချစ်ခဲ့ကြတဲ့ချစ်သူတွေဖြစ်ခဲ့ကြပြီးအကြောင်းမျိုးမျိုးကြောင့်လမ်းခွဲခဲ့ကြတာပါ။အခုတော့သူချစ်ရတဲ့မိန်းကလေးအသက်အန္တရာယ်ကြုံနေရပါပြီ။ဘယ်ထဲမှာတော့ဓမြတွေကအပြင်ဘက်ကရဲတပ်ဖွဲ့ကိုစိတ်အေးသွားစေဖို့နဲ့အချိန်ဆွဲဖို့အတွက်ဒဇာကန်တယောက်ကိုလွတ်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။သူတို့ကယာရုကုံသိမ်မရှိတဲ့မိသားစုနဲ့ကလေးတွေရှိတဲ့ဒါမှန်မျိုးသမီးတယောက်ကိုရွေးချယ်လိုက်ပါတယ်။သူမကိုမလွတ်ပေးခင်မှာခေါင်းဆောင်ဖြစ်သူကအမျိုးသမီးရဲ့မှတ်ပုံတင်ကတ်ကိုယူပြီးတော့သူမရဲ့အိမ်လိပ်စာကိုအတန်ထွက်ဖတ်ပြလိုက်ပါတယ်။ပြီးတော့မျက်လုံးချင်းစုံကအေးဆက်ဆက်အတန်နဲ့မင်းအပြင်ရောက်သွားရင်ရဲတွေကိုကူညီဖို့မကြိုးစားနဲ့ဘာမှလည်းမပြောနဲ့မဟုတ်ရင်နောက်6လနေရင်ဒီလိပ်စာအတိုင်းမင်းအိမ်ကိုငါကိုယ်တိုင်လိုက်လာခဲ့မယ်လို့တတိပေးလိုက်ပါတယ်။အမျိုးသမီးဟာအရန်ထိတ်လန့်သွားပြီးတုံရင်နေပါတယ်။ခေါင်းဆောင်ကစာရွက်တစ်ရွက်ကိုကမ်းပေးလိုက်ပြီးအပြင်မှာရှိတဲ့အမြင့်ဆုံးတက်မှုကိုသာပေးဖို့အမိန့်ပေးလိုက်ပါတယ်။ကျန်တဲ့ဒဇာကန်တွေအားလုံးကိုတော့ကျိုးတုပ်ပြီးတော့မြေအောက်ခန်းမှာဆုထားလိုက်ပါတယ်။ဓမြတွေကအပူပေးစက်တစ်ခုကိုဖွင့်လိုက်ပြီးကျန်နေတဲ့ plastic အိတ်တွေနဲ့တိတ်ခွေတွေကိုအားလုံးကိုမီးရှို့ဖျက်ဆီးလိုက်ပါတယ်။ဒါဟာတက်သေးဖြောက်တဲ့လုပ်ရက်တစ်ခုပါ။ဗန်ပြမတ်မှာကိုကသူ့အဖေကိုသတင်းပို့နေပါတယ်။ရဲမှုကြီးကတော့သူတို့ဟာဗိုက်ဆန်တွေထည့်ဖို့အမိုက်အိတ်တွေဝယ်တာလို့ထင်နေပေမဲ့ကိုကတော့ရှင်းပြပါတယ်။အဲ့ဒီအနက်ရောင် plastic အိတ်တွေကသတင်းပေါက်တွေကိုဖုံးဖို့သုံးခဲ့တာဖြစ်ပြီးတော့သူတို့ရဲ့အရည်ရွယ်ချက်ကရဲတွေကိုစောင့်နေဖို့ရဲတွေနဲ့ထိတ်တက်ရင်ဆိုင်ဖို့ပဲဖြစ်တယ်ဆိုတာကိုပါ။အဲ့ဒီချိန်မှာပဲဓမြတွေကစက်သွေးရေးလိုင်းကနေတစဉ်ရဲတွေနဲ့စကားပြောချင်တယ်လို့တောင်းဆိုလာပါတယ်။ဂိုင်းကောင်းဆောင်ရဲ့အတန်ဟာလိုင်းပေါ်မှာထွက်လာပြီးတော့ဘန်တွေဟာခေတ်သစ်ကဘာရဲ့အကြီးမားဆုံးသောမကောင်းမှုဖြစ်ကြောင်းတသနာဆန်ဆန်တွေပြောနေပါတယ်။ရဲမှုကြီးကတော့ဒါတွေကိုနားမထောင်ပဲ
တစားကန်တွေရဲ့အခြေအနေကိုသာတိုက်ရိုက်မိကွန်းထုတ်ပါတယ်ရုတ်တရက်ဗန်ရဲ့ဘေးတကားပေါက်ပွင့်လာပြီးတော့လွတ်ပေးလိုက်တဲ့အမျိုးသမီးတစားကန်ထွက်လာပါတယ်ဘီလီကတခြားရဲတွေကိုတနက်မပစ်ဖို့အချက်ပြပြီးတော့အမျိုးသမီးကိုသူ့စီလာဖို့ခေါ်လိုက်ပါတယ်ဒါပေမဲ့အမျိုးသမီးဘီလီစီရောက်ခံနေအချိန်မှာပဲဗန်ထဲကနေတနက်တန်တစ်ချက်ထွက်ပေါ်လာပြီးအမျိုးသမီးဟာကြီးစံထိမှန်ကနေမြင်မော်ကိုလဲကျသွားပါတယ်ဒီလောက်ရဟာရဲတွေကိုဒေါသထွက်စေဖို့နဲ့သူတို့ရဲ့ရဲစက်မှုကိုပြသဖို့တမင်သက်သက်ဖန်တီးလိုက်တာပါကိုဟာ FBI ခွင့်ပြုချက်ကိုအမြဲတောင်းခံပြီးကြီးကအင်ညီဝက်ကအမျိုးသမီးရဲ့အလောင်းစီကိုတွားပြီးစာရွက်ကိုယူလိုက်ပါတယ်ဒါပေမဲ့စာရွက်ပေါ်မှာဘာတောင်းဆိုချက်မှမပါဘဲနဲ့ရဲတွေကိုလောင်ပြောင်ရိုင်းဆိုင်ထားတဲ့ပုံပုံကသာရေးဆွဲထားပါတယ်တပတ်လူကသူတို့ကိုတမင်သက်သက်စိန်ခေါ်နေပြီဆိုတာကိုရဲမှုကြီးသဘောပေါက်သွားပြီးတော့တိုက်ပွဲဝင်ဖို့အသင့်ပြင်ထားဖို့အမိန့်ပေးလိုက်ပါတော့တယ်ဗန်ပြင်ဘက်မှာရဲတွေကိုရိုင်းရိုင်းဆိုင်ဆိုင်လောင်ပြောင်ပြီးတဲ့နောက်အတွင်းပိုင်းမှာတော့ဂိုင်းကောင်းဆောင်ဟာသူ့ရဲ့တကယ့်အစီအစဉ်ကိုစတင်ပါတော့တယ်သူကဗန်မန်နေဂျာမာတင်နဲ့ကြီးကြပ်ရေးမှူးမာရီယာတို့ကိုအပေါ်တက်ကလုံခြုံရေးအဆင့်မြင့်ငွေတိုက်ခန်းကြီးစီကိုခေါ်သွားဖို့တပည့်တွေကိုအချက်ပြလိုက်ပါတယ်။ဒေဂျာရာကတော့သူလိုချင်တဲ့အရာကိုမရမချင်းခေါင်းဆောင်ဟာသူတို့နှစ်ယောက်ကိုအန်နီရဲ့ပေးမှာမဟုတ်သေးပါဘူး။တနက်ပြချင်းချောက်ပြီးဒေချာပူးပေါင်းလှုပ်ဆောင်မှုကိုပဲအမိန့်ပေးထားပါတယ်။ငွေတိုက်ခန်းထဲရောက်တဲ့အခါခေါင်းဆောင်ကအိတ်ကက်ထဲကတော့တချောင်းကိုထုတ်လိုက်ပြီးသက်ဆိုင်ရာမိခင်တက်တာကိုဖွင့်ဖို့မာတင်ကိုအချက်ပြလိုက်ပါတယ်။ကိုအသက်ကသူများလက်ထဲရောက်နေတဲ့အတွက်မာတင်လည်းချွေးတွေပြဲနေပေမဲ့နာဂန်ယုံကလွဲပြီးတော့တခြားရွေးချယ်စရာမရှိပါဘူး။ဒုံရင်နေတဲ့လက်တွေနဲ့မိခင်တက်တာကိုဖွင့်လိုက်ပါတယ်။ဒါပေမဲ့ထူးဆန်းတာကခေါင်းဆောင်ကမိခင်တက်တာတွေကတက်တာငယ်လေးကိုဆွဲထုတ်ပြီးတော့ဖွင့်လိုက်တဲ့အခါမှာအထဲမှာဘာမှမရှိပဲဟာလာဟင်းလင်းဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။မာတင်ကတပတ်လူရဲ့ဒေါသထွက်လာတဲ့မလိုလားတဲ့အကြည့်ကိုသတိထားပြီးတော့ဒါဟာဖောက်တဲ့ရဲ့ကိုကြီးကိုရာကိစ္စပါ။ဗန်ဝင်နှန်းတွေဖြစ်တဲ့ကျွန်တော်တို့တောင်ဒီထဲမှာဘာရှိရဲဆိုတာကိုကြိုသိခွင့်မရှိပါဘူးလို့အထက်ထက်ငုံငုံနဲ့အမြန်ရှင်းပြပါတယ်။ဒါပေမဲ့ခေါင်းဆောင်ရဲ့မျက်ဝန်းတွေကပိုပြီးတော့အေးဆက်လာပါတယ်။သူဟာဒါမယ်တမတယောက်မဟုတ်ဘူးဆိုတာကိုဒီနေရာမှာပေါ်လွင်ပါတယ်။ဘာလို့လဲဆိုတော့မာတင်ရဲ့အတန်ကထိတ်လက်နေပုံရပေမဲ့တစ်တာထဲမှာဘာမှမရှိဘူးဆိုတာကိုတွေးလိုက်ရတဲ့အချိန်မှာသူ့မျက်နှာအမူအရာကလုံးဝအံ့ဩနေပုံမပေါ်ဘူးဆိုတာကိုခေါင်းဆောင်ကအကဲခတ်မိသွားလို့ပါဒီလိုဖြစ်မယ်ဆိုတာကိုမာတင်ကအစကတည်းကသိနေပုံရပါတယ်တကယ်တော့ပြိတ္တကြီးရေဒီမနေ့အစောကြီးမာတင်တိတ်တဆိတ်ကမန်းကရန်ဖွင့်ခဲ့တဲ့မိခင်တက်တာဟာအခုဓမြတွေအပူရပြင်းရှာနေတဲ့မိခင်တက်တာဖြစ်နေပြီးတော့အထက်ကအရေးကြီးတဲ့ USB ကိုသူကစောစောကလေးကယူထားပြီးသားဖြစ်နေတာပါဒါပေမဲ့ဘန်တစ်ခုလုံးကိုအပေါ်အောက်နှံ့အောင်မှွေနောက်ရှာပြီးရတော့မှဓမြတွေကသူတို့လိုချင်တာကိုမတွေ့ရသေးပါဘူးအချိန်တွေကုန်လာတာနဲ့အမျှမျောလင်းချက်မဲ့လာတဲ့အခါသူတို့ကမာတင်ကိုမိကွန်းထုတ်ဖို့တန်တန်ထပ်ဆွဲထုတ်လာပါတယ်မိခင်တက်တာအားလုံးကိုတပြိုင်နက်ထဲဖွင့်နိုင်တဲ့ Master Key ကိုပေးဖို့သူ့ကိုတနက်နဲ့ထောက်ပြီးတော့ချိန်ချောက်ပါတယ်ဒါပေမဲ့မာတင်ကတော့ဘယ်ဘန်မှာအဲ့လို Master Key မျိုးမရှိဘူးလို့အခိုင်အမာညင်းဆိုပါတယ်မဟုတ်ရင်ဖောက်တယ်ရဲ့ကိုကြီးကိုရာလုံခြုံမှုကိုဘယ်လိုလုပ်အာမခံနိုင်တော့မလဲဆိုတော့မာတင်ရဲ့စကားတွေကအကြောင်းပြချက်ခိုင်လုံလွန်းနေတဲ့အတွက်ခေါင်းဆောင်ကလည်းအပြစ်ရှာမရဖြစ်နေပါတယ်ဒါကြောင့်ခေါင်းဆောင်ကအပြင်ဘက်ကရဲမှုကြီးကိုဖုံးထက်ဆက်သွယ်ပြီးတော့ပြင်စရာတယောက်အခုချက်ချင်းလိုအပ်တယ်လို့ကြေညာလိုက်ပါတယ်။ဒါကိုကြားတော့ရဲမှုကြီးကအချိန်တွေကိုသူ့ဘက်ပါအောင်အမြန်ကြိုးစားပြီးတော့တော့ပြင်စရာကိုလွတ်ပေးရမယ်ဆိုရင်အပြန်လည်နေနဲ့တစားကန်တချို့ကိုအရင်လွတ်ပေးဖို့တောင်းဆိုလိုက်ပါတယ်။ဒါပေမဲ့ထင်မှတ်မထားပဲခေါင်းဆောင်ကမောက်မာစွာနဲ့ပဲဒီဖုံးကွန်ဆိုမှုဟာစစ်ဆက်ညှိနှိုင်းနေတာမဟုတ်ဘူး။အမိန်ပေးကြေညာနေရတာဖြစ်တယ်။ရဲတွေကငါတောင်းဆိုချက်ကိုမလိုက်နိုင်ရင်ဒဇာကန်တွေရဲ့အသက်အန္တရာယ်ကိုငါအာမခံနိုင်မှာမဟုတ်ဘူးလို့ပြောပါတယ်။ရဲမှုကြီးဟာချက်ချင်းပဲဒေါသထွက်သွားပြီးတော့အော်ဟစ်ဖို့ပြင်လိုက်ပါတယ်။ဒါပေမဲ့နောက်တစ်ဆက်ကက်မှာပဲဒိုင်းဆိုတဲ့ဂျဲလောင်နဲ့တနက်တန်တစ်ခုဖုံထဲကထွက်လာပါတယ်။တကယ်တော့ရဲတွေရှိမှသူ့ရဲ့အာဏာနဲ့သူတကယ်လုပ်ရဲတယ်ဆိုတာကိုပြသဖို့အတွက်ခေါင်းဆောင်ဟာသူ့ရှိမှရှိနေတဲ့မာတင်ကိုဓာတ်ရိုက်ပစ်တက်လိုက်တာပါ။ပြီးတော့ရဲမှုကြီးကိုအေးဆက်ဆက်လေးတန်နဲ့ထပ်မံတတိပေးလိုက်ပါတယ်။မင်းတို့အတွက်အချိန်15မိနစ်ပဲပေးမယ်။အချိန်စေ့သွားရင်ဒဇာကန်တွေဆက်သေးရလိမ့်မယ်ဆိုပြီးတော့တတိပေးလိုက်ပါတယ်မာတင်သေးသွားပြီဆိုတာကိုတီးလိုက်ရတဲ့အတွက်ရဲမှုကြီးဟာဖုံးကိုကင်ထားရင်းနဲ့ချက်ချင်းယူကြုံမရဖြစ်သွားပါတယ်သူတို့နှစ်ယောက်ကနှစ်20ကြာခင်မင်လာခဲ့တဲ့တငယ်ချင်းဟောင်းတွေဖြစ်လို့ဒီလိုရက်ဆက်တဲ့တည်ဆုံးမှုကိုချက်ချင်းလက်ခံဖို့အရန်ကိုခက်ခဲနေပါတယ်ဖခင်ဖြစ်သူယူကြုံမရဖြစ်နေပေမဲ့ကံကောင်းတာကကိုကတော့အတိတရားလက်လွတ်မသွားပါဘူးသူကဘီလီကိုတော့ပြင်စရာတယောက်အမြန်ရှာဖွေဆက်သွယ်ဖို့တတိပေးလိုက်ပြီးတော့သူကိုယ်တိုင်ကတော့အလုသမားဝတ်စုံတစ်စုံဝယ်ဖို့စောစောကငါးဖမ်းပစ္စည်းဆိုင်ကိုအမြန်ပြန်သွားခဲ့ပါတယ်။တစ်ဖက်မှာလည်းဘီလီဟာအနီးနားကတင့်တော်တဲ့တော့ပြန်စရာတယောက်ကိုရှာတွေ့ခဲ့ပါတယ်။ဒါပေမဲ့ဒီလူဟာဓမြတွေအတွက်အလုပ်လုပ်ပေးဖို့တနက်တွေကြားတယ်
ဘန်ထဲကိုဝင်ရမယ်ဆိုတာကိုသိလိုက်ရတဲ့အခါခြေလန်းတောင်မရွေ့နိုင်အောင်ကြောက်လန့်သွားပါတယ်သူကကူညီခြင်းပေမဲ့သူ့မှာပြုစုဆောင်ရှောက်ရမယ့်ကလေးငယ်3ယောက်ရှိတဲ့အတွက်ဘာပဲဖြစ်ဖြစ်တေရီနဲ့ကိုတော့လုံးဝမဝင်နိုင်ဘူးလို့တုံရင်နဲ့ညင်းဆိုပါတယ်ကံကောင်းတာကအဲ့ဒီအချိန်မှာအလုသမားဝစ်စုံနဲ့ကိုဟာအချိန်မီပြန်ရောက်လာခဲ့ပါတယ်။တစ်စက္ကန့်နောက်နေတာနဲ့အမျှအထက်ကတစားကန်တွေတေမင်းတကားဝကိုပုံမနီးကတ်သွားစေမယ်ဆိုတာကိုသူနားလည်ပါတယ်။ဒါကြောင့်အလုံးအနည်းများပြီးတော့စက်သိန်းချဝဲကောင်းတဲ့ဒီအချိန်ဒီမှာကိုဟာပြတ်သားတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ပါတယ်။သူကိုယ်တိုင်တော့ပြန်စရာအဖြစ်ရုပ်ဖြတ်ပြီးတော့ဘန်ထဲကိုခိုးဝင်ကအခွင့်အရေးရှာပြီးဓမြတွေကိုထိန်းချုပ်ပြီးတော့တစားကန်တွေကိုကယ်တင်ဖို့ပါပဲ။ရဲမှုကြီးကတော့သူသားပြန်မလာနိုင်တော့မှာကိုစိုးရိမ်တဲ့အတွက်ဒီယူမိုက်တဲ့အစီအစဉ်ကိုတေချာပေါက်သဘောမတူပါဘူး။ဒါပေမဲ့ဘလို့ပဲတာဆုံးဖြတ်ချက်ခိုင်မာစွာချပြီးသွားတဲ့ကိုကိုတော့ဖြောင်းဖျားလို့မရတော့ပါဘူး။ဒီလိုနဲ့ကိုဟာတော့ပြင်စရာဝတ်စုံကိုအမြန်လဲဝစ်ပစ္စည်းကိရိယာတက်တာကိုဆွဲပြီးတော့ဘယ်စီကိုရှောက်သွားခဲ့ပါတယ်။ဓမြတယောက်ကသူ့ကိုမြင်တော့တကားဖွင့်ပေးလိုက်ပါတယ်။ကိုဟာကြောင်းလန့်တုံရင်နေတဲ့တာမန်ရက်သားတယောက်ဟန်ဆောင်ပြီးတော့ဘယ်အိတ်ခဲမာတဲ့ကိုဓမြနောက်ကနေလိုက်ဝင်သွားပါတယ်။တပည့်ပြသူကကိုကိုတေချာရှာဖွေစစ်ဆေးပြီးပေမဲ့ခေါင်းဆောင်ကတော့ကိုကိုတစ်ချက်ကြည့်ုံနဲ့တင်သူ့ရဲ့ရုပ်ဖြတ်ထားမှုကိုရိပ်မိသွားပါတယ်။သူကဒီလူဟာတာမန်တော့ပြင်စရာမဟုတ်ဘဲနဲ့ရက်တီပုံမျက်လုံးအကြည့်တွေအရတေချာလေးကျင်ထားတဲ့ရဲအရာရှိတယောက်နဲ့ပို့တူတယ်လို့အတည်ပြုလိုက်ပါတယ်။ကိုကိုတခေါမှရှင်းပြခွင့်မပေးပဲတစားကန်တွေရှိတဲ့မြေအောက်ခန်းကိုအတင်းခေါ်သွားပါတယ်။ပြီးတော့ကိုရဲ့ခေါင်းကိုတနက်နဲ့တိတ်ချိန်ကတခြားတစားကန်တွေကိုဒီကောင်ဘယ်သူလဲဆိုတာကိုသိတဲ့သူရှိလားလို့မေးပြီးတော့3စက္ကန့်တိုက်ရိုက်ရေးတွက်လိုက်ပါတယ်။3 2ခေါင်းဆောင်ကတနမောင်းပြုတ်တော့မယ့်အချိန်တင်မင်းနဲ့လက်တကန်းအကွာမှာပဲလူအုပ်နောက်မှာပုံနေတဲ့စီစီကရုတ်တရက်ထអော်လိုက်ပါတယ်သူ့ကိုကျွန်မသိတယ်သူကရဲမဟုတ်ဘူးဆိုတာကျွန်မအာမခံနိုင်တယ်လို့ပြောလိုက်ပါတယ်ပြီးတော့စီစီဟာညံပြေးစွာနဲ့လေးတန်းကိုအမြန်ပြောင်းလိုက်ပြီးတော့ကိုဟာသူမကိုလိန်ညာဆွန့်ပစ်သွားတဲ့အတုံးမကျတဲ့ယောက်ျားတစ်ယောက်ပါဆိုပြီးတော့အဆက်မပြတ်ဒေါသတကြီးဆဲဆိုပါတော့တယ်တက်သေးပြဖို့အတွက်သူ့လက်မောင်းကကလေးဆန်နဲ့မိပြလိုက်တတူးအကြောင်းကိုတောင်းအသေးစိတ်ပြောပြလိုက်ပါသေးတယ်။ချင်းမထားပဲစီစီရဲ့ဒီလိုဟန်ဆောင်ကောင်းမှုနဲ့မတော်တဆဖန်တီးလိုက်တဲ့အခြေရေးဒရမာကအလွန်ထက်မြက်တဲ့ခေါင်းဆောင်ရဲ့တန်တရားတွေကိုတကယ်ပဲပျောက်ကင်းသွားစေခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲဘန်အပြင်ဘက်မှာရဲမှုကြီးဟာမြို့တော်ဝင်ဂျိမ်းစီကဖုန်းလက်ခံရရှိပါတယ်။ရဲမှုကြီးကတစ်ဖက်လူဟာဒီကိစ္စအားလုံးရဲ့နောက်ွယ်ကကြိုးကန်သူမှမသိတဲ့အတွက်ကိုအထဲကိုဝင်သွားတဲ့အစီအစဉ်အားလုံးကိုရိုးရိုးသားသားပဲစီရင်ခံပြောပြလိုက်ပါတယ်။သူရဲ့ရည်ရွယ်ချက်မပါတဲ့ဒီလောက်ရက်ကတားဖြစ်သူအပေါ်ကြီးမားတဲ့တေးရေးရှင်ရေးဒုက္ခရောက်စေနိုင်တယ်ဆိုတာကိုသူလုံးဝမထင်မှတ်ထားခဲ့ပါဘူး။ဘန်ရဲ့ငွေတိုက်ခန်းထဲမှာတော့ခေါင်းဆောင်ကကိုမိကန်တက်တာအားလုံးကိုအမြန်ဖွင့်ဖို့အမိန့်ပေးလိုက်ပါတယ်။မြေကြီး3ပေလောက်တူးရရင်တော့မာတင်ဝက်ထားတဲ့ USB ကိုမရရအောင်ရှာရမယ်လို့သူကပြက်ပြက်သားသားကြေညာပါတယ်။ကိုကမငင်းဆန်ပေမဲ့မိကန်တက်တာတစ်ခုစီကိုဖွင့်ဖို့အနည်းဆုံး9မိနစ်ကြာမယ်လို့ပြောလိုက်ပါတယ်။ခေါင်းဆောင်ကတော့ဒီမှာအချိန်ဖြုံးနေဖို့အချိန်မရှိတဲ့အတွက်အရန်ကိုမကြင်မနဲ့ဖြစ်သွားပါတယ်။ဒါပေမဲ့ကိုရဲ့သဘောထားကအရန်ကိုခိုင်မာနေပြီးတော့တကယ်လည်းအချိန်ယူရမှာဖြစ်လို့တခြားရွေးချယ်စရာမရှိတော့တဲ့အဆုံးခေါင်းဆောင်ဟာကြီးကြပ်ရေးမှူးမာရီယာကိုတီးတက်သွားတွေ့ပြီးတော့မိကန်တက်တာ9ရန်ထားတဲ့ဖောက်တယ်စင်းကိုပေးဖို့တောင်းဆိုလိုက်ပါတယ်။စင်းကိုကြည့်လိုက်တဲ့အခါသူကဒီမနေ့မာတင်ကိုအတင်းဖွင့်ခိုင်းခဲ့တဲ့မိကန်တက်တာအမှတ်820ဟာမြို့တော်ဝင်ဂျိမ်းစ်ရဲ့အပိုင်ဖြစ်တယ်ဆိုတာကိုသိသွားပါတယ်။ဒါအပြင်မြို့တော်ဝင်နဲ့အခုတည်သွားတဲ့မာတင်တို့ဟာတစ်ချိန်ကညီကိုလိုရင်းနှီးခဲ့ကြသူတွေဆိုတာသူသိလိုက်ရပါတယ်။ဒါကိုတွေ့တော့ခေါင်းဆောင်ဟာချက်ချင်းသဘောပေါက်သွားပါတယ်။ဒီတမမှုဟာမြို့တော်ဝင်ကစီစဉ်ခိုင်းထားတာဆိုတာကိုသူကောင်းကောင်းသိပေမဲ့မာတင်ကိုဘာလို့တတ်ချင်ရတာလဲမာတင်စီကဘာကိုလိုချင်နေရလဲဆိုတာကိုတော့အခုထိနားမလည်ခဲ့ပါဘူးခေါင်းဆောင်ကဖောက်တဲ့စင်းကိုအမြင်လန်လောရှာဖွေကြည့်လိုက်တော့မျောလင့်ထားတဲ့အတိုင်းပဲမာတင်ရဲ့နာမည်အောက်မှာလက်ဝက်9ရန်ထားတဲ့မိခင်တက်တာ3ခုရှိနေတာကိုတွေ့လိုက်ရပါတယ်အဲဒီနောက်သူကစရင်ကင်ထားတဲ့မာရီယာကိုခေါ်ပြီးတော့ကိုးစီသွားကဒီမာတင်ရဲ့မိခင်တက်တာ3ခုကိုအရင်ဆုံးဖွင့်ဖို့တောင်းဆိုလိုက်ပါတယ်အဲဒီအချိန်မှာပဲမြို့တော်ဝင်ရဲ့ဖုန်းဝင်လာပါတယ်ဒါပေမဲ့အဲ့ဒီရက်ဆက်တဲ့အဖိုးကြီးကကိုဟာရုပ်ဖြတ်ထားတဲ့ရဲဖြစ်တယ်ဆိုတာကိုခေါင်းဆောင်ကိုလုံးဝတတိမပေးခဲ့ပါဘူးအဲ့ဒီအစား FBI ကိုကြီးအဖွဲ့ရောက်လာတော့မှမို့လို့အမြန်ဆုံးလှုပ်ရှားဖို့ကိုပဲတိုက်တွန်းခဲ့ပါတယ်သူ့အတွက်ရေးကြည့်တာကအထောက်အထားဖြတ်စည်းရေးပါပဲချိန်ထဲမှာပဲအပြင်ဘက်ကရဲမှုကြီးကလည်းတခုခုမှားယွင်းနေပြီလို့စတင်ခန်းစားလာရပါတယ်အထူးသဖြင့်ဓမြတွေဟာမြေအောက်ခန်းထဲကငွေသားဒေါ်လာ2သန်းကျော်ကိုလုံးဝမထိထားဘူးဆိုတာကိုလွတ်ပေးလိုက်တဲ့ဒဇာကန်စီကနေတိလိုက်ရတဲ့အချိန်မှာပါကိုရဲ့အစောပိုင်း3တန်းချက်မှန်ကန်နေဆိုတာကိုသူပို့ပြီးတော့နားလည်လာပါတယ်ဒီဓမြတွေဟာဘန်ကိုလာတိုက်တာမဟုတ်ဘူးတခုခုကိုလိုချင်နေတာပါတခြားတစ်မျိုးပြောရရင်သူတို့ရှာနေတဲ့အရာက
ရွှေငွေတွေထက်အများကြီးပို့ပြီးတော့တန်ဖိုးရှိနေတဲ့အရာပါတဲလွန်သားတစ်ခုခုတွေ့နိုင်မလားဆိုတဲ့မျှော်လင့်ချက်နဲ့ရဲမှုကြီးဟာဘီလီကိုမိခင်တစ်တာ9ရန်သူများစီးရင်ကိုအမြဲဆုံးစုံစမ်းမှုအမိန့်ပေးလိုက်ပါတယ်ဘယ်ထဲမှာတော့ကိုဟာခေါင်းဆောင်ရဲ့အမိန့်အတိုင်းမာတင်နာမည်နဲ့ရှိနေတဲ့မိခင်တစ်တာ3ခုကိုလွန်ဆက်နဲ့ဖောက်ဖို့ပြင်နေပါတယ်မတင်မဲ့ပဲအဲ့ဒီအချိန်မှာစီစီကိုလည်းဓမြတွေကငွေတိုက်ခန်းစီခေါ်ဆောင်လာပါတယ်အပြင်မှာစောင့်နေတဲ့ဓမြအာယုံလွဲနေတဲ့အခိုက်အတန့်လေးကိုအခွင့်ကောင်းယူပြီးတော့ကိုဟာစီစီကိုအထက်ကအခြေအနေတွေအကြောင်းအတန်တိုးတိုးနဲ့အမြန်မေးလိုက်ပါတယ်အထဲမှာဓမြ3ယောက်တည်းရှိနေတယ်ဆိုတာကိုသိလိုက်ရတဲ့အခါသူနည်းနည်းတက်ပြင်းချနိုင်သွားပေမဲ့မြေအောက်ခန်းမှာဒဇာကန်တွေအများကြီးကျန်နေသေးတဲ့အတွက်ပေါ့ပေါ့ဆဆတော့မနေရဲပါဘူးပြီးတော့အရေးကြီးဆုံးကစီစီရဲ့လုံခြုံရေးကလည်းအာမခံချက်မရှိသေးပါဘူးသူ့ကိုကယ်တင်ဖို့အတွက်ကိုဟာအသက်အန္တရာယ်ကိုပေးပြီးတော့ပြင်ဆရာအဖြစ်ရုပ်ဖြက်လာတယ်ဆိုတာကိုသိလိုက်ရတဲ့အခါစီစီဟာအရန်ကိုစိတ်လှုပ်ရှားပြီးတော့မျက်ရည်လဲလာပါတယ်သူမဟာချက်ချင်းပဲကိုအနာကိုကတ်သွားပြီးတော့ဗန်ရဲ့အတွင်းပိုင်းတိဆောက်ပုံကိုအသေးစိတ်ပြောပြပါတယ်ကံမကောင်းတာကပေမတကားနဲ့ဘေးပေါက်တကားကလွဲရင်တခြားထွက်ပေါက်မရှိတဲ့အပြင်တင်းမောက်တွေကိုတော့ဓမြတွေကတေချာပိတ်ဆို့ထားပါတယ်စကားပြောနေရင်းနဲ့ပဲမာတင်ရဲ့ပထမဆုံးကိုပိုင်မိခင်တစ်တာလဲပွင့်သွားပါတယ်စီစီကတစ်တာကိုခေါင်းဆောင်နေယူသွားပေမဲ့ကံမကောင်းစွာနဲ့အထဲမှာဇိမ်ခံနာရီတွေလက်ဝတ်ရတနာတွေနဲ့ငွေသားတွေပဲပါပြီးတော့ဓမြတွေရှာနေတဲ့ USB မဟုတ်ပါဘူးခေါင်းဆောင်ကဒေါသတကြီးနဲ့ပစ္စည်းတွေကိုလွှင့်ပစ်လိုက်ပြီးကိုကိုဆက်ဖောက်ဖို့ပေါ်ပါတယ်ကိုကလည်းကျန်တဲ့မိခင်တစ်တာတွေကိုဆက်ဖောက်နေုံကလွဲပြီးတော့မတက်နိုင်ပါဘူးဒီချိန်ထဲမှာပဲမြေအောက်ခန်းကိုစောင့်နေတဲ့ဓမြတယောက်တည်းရှိနေတာကိုမာရီယာတွေ့သွားပါတယ်သူမကအိမ်သာသွားခြင်းနဲ့လို့အမြန်ခွင့်တောင်းလိုက်ပါတယ်တကယ်တော့သူမရဲ့ရွေချက်ကအိမ်သားထဲမှာရှိတဲ့လေပြုံကိုသုံးပြီးတော့ရဲရီဒီကိုအကူအညီတောင်းတဲ့ message ပို့ဖို့ပါဒါပေမဲ့ကန်ဆိုးကျင်တော့စာရွက်ကိုပြုံနေထည့်ပြီးတော့ပို့လိုက်တဲ့အချိန်မှာပဲသူမရဲ့ခိုးကြောင်ခိုးဝဲလုပ်ရက်ကိုဓမြကတွေ့သွားပါတယ်ဓမြရဲ့ကျန်းတဲ့ချင်းချောက်မှုအောက်မှာမာရီယာစာရွက်ပါတဲ့ပြုံကိုပြန်ဆုပ်ယူလိုက်ရပါတယ်အပြင်ဘက်မှာဘီလီကပြုံမောက်ကနေသတင်းရမလားဆိုပြီးတော့ချင်းနီးဆောင်နေခဲ့ရပါတယ်ဒါပေမဲ့ဒီအချက်ကဗန်ထဲကအခြေအနေတွေဒေဂျာပေါက်ထိမ့်မနိုင်သိမ့်မရဖြစ်လာပြီဆိုတာကိုရဲတွေနားလေသွားစေဖို့အတွက်အကူအညီဖြစ်ခဲ့ပါတယ်ကိုးစီကိုပြန်သွားရရင်တော့သူဟာချွေးတန်တရွှဲရွှဲနဲ့နောက်ဆုံးတော့တတိယမြောက်မိခင်တစ်တာကိုဖွင့်နိုင်သွားခဲ့ပါတယ်ခေါင်းဆောင်ကတစ်တာကိုအလောတကြီးဖွင့်လိုက်တဲ့အခါသူ့မျက်စိရှိမှတွေ့လိုက်ရတာကတော့ဟုတ်ပါတယ်မာတင်အသေးချာဖွက်ထားခဲ့တဲ့ USB လေးပါပဲသူတို့လိုချင်တဲ့အရာကိုရသွားပါပြီအဲ့ဒီချိန်မှာပဲတင်းမောက်အပြင်ဘက်ကနေထူးဆန်းတဲ့အတန်တစ်ခုထွက်ပေါ်လာပါတယ်ဓမြတွေကလမ်းဖြန့်သွားပြီးတော့အပြင်မှာရဲတွေလှုပ်ရှားနေပြီဆိုတာကိုရိပ်မိသွားပါတယ်သူတို့ဟာကိုနဲ့ဂျီစီကိုမြေအောက်ခန်းစီအမြန်ပြန်ခေါ်သွားကြကြပါတယ်ဒီချိန်မှာမြို့တော်ဝင်ရဲ့ဖုံးထပ်ဝင်လာပါတယ်ခေါင်းဆောင်ကဖုံးဖြေဖို့အတွက်ဘေးကိုဖယ်လိုက်ပြီးတော့သူ့လက်ထဲကတနက်ကိုစပွဲပေါ်မှာပေါ့ပေါ့ပါပါတင်ထားလိုက်ပါတယ်သူတို့နှစ်ယောက်ရဲ့စကားပြောဆိုမှုကနေနောက်ဆုံးတော့ဇက်လန်ရဲ့အမတ်တရားဟာပေါ်ပေါက်သွားခဲ့ပါတယ်တကယ်တော့မြို့တော်ဝင်နဲ့မာရီယာတို့ဟာကာလရှည်ကြာတရားမဝင်ဖောက်ပြန်နေခဲ့ကြပြီးတော့အဲ့ဒီကိစ္စကိုမာတင်ကအသေးချာဗီဒီယိုမှတ်တမ်းတင်ထားခဲ့တာပါမာတင်ကဒီ USB ကိုသုံးပြီးတော့မြို့တော်ဝင်စီကနေအဆက်မပြတ်ငွေညစ်ခဲ့ပါတယ်အခုရွေးကောက်ပွဲကနီးကပ်လာပြီဖြစ်တဲ့အတွက်မြို့တော်ဝင်ဟာသူ့ရဲ့နိုင်ငံရေးဘဝပျက်စီးမှာကိုကြောက်ပြီးတော့ဘာအမားမှအဖြစ်မခံမှုနဲ့တပ်တွေထောက်ထားတွေကိုအပီးပိုင်ဖျက်ဆီးပစ်ဖို့ဆုံးဖြတ်လိုက်ပါတယ်သူဟာဒီအကျဉ်းသားမဲ့ရာဇဝတ်ကောင်ဂိုင်းကိုငှားရမ်းကတုံးလုံးခြောက်ချစရာဗန်ဓမြမှုကိုဖန်တီးခဲ့တာပါဒါပေမဲ့မြို့တော်ဝင်ရဲ့အဆိုးရွားဆုံးအကြံစီကအလုပ်ပြီးသွားရင်ဓမြတွေကိုလည်းအရှင်ထားဖို့မရည်ရွယ်ထားတာပါပဲလက်ဝက်ချက်ကိုထာဝရနှုတ်ပိတ်သွားအောင်ဗန်ထဲမှာရှိတဲ့ဓမြတွေအပါအဝင်လူတိုင်းတက်ဖြတ်ခံရဖို့စီစဉ်ထားတာပါဂိုင်းကောင်းဆောင်ကတော့တေချာပေါက်ဒါကိုမသိပါဘူးဒီချိန်မှာမြို့တော်ဝင်ကသူ့ကိုဟာလက်ဝက်ရဲတယောက်ဖြစ်တယ်ဆိုတဲ့သတင်းကိုပြောပြလိုက်လို့ကောင်းဆောင်ဟာအံ့အားသင့်နေပါတယ်အဲ့လိုအာယုံလင်းနေတဲ့အချိန်မှာမာရီယာကစပွဲဘော်ကတနက်ကိုအမြန်ယူလိုက်တာကိုသူတတိမထားမိလိုက်ပါဘူးမာရီယာကသွားကြိတ်ပြီးတော့ခေါင်းဆောင်ကိုချိန်ကတနက်မောင်းကိုဆွဲဖြုတ်လိုက်ပါတယ်ဒါပေမဲ့မထင်မှတ်ထားပဲဘာမှမဖြစ်လာပါဘူးတကယ်တော့အဲ့ဒီတနက်ရဲ့အန်ရီကင်းခလုတ်ကိုပိတ်ထားဆဲဖြစ်နေလို့ပါကိုတေရင်းကိုတူးလိုက်တယ်လို့ပါပဲဒါကိုမြင်တော့ခေါင်းဆောင်ကတနက်ကိုပြန်လူယူလိုက်ပြီးတော့နောက်တစ်စက္ကန့်မှာပဲအနားကိုပြေးလာတဲ့တပည့်ဖြစ်သူကမာရီယာကိုနှလုံးတဲတဲ့ပြစ်တက်လိုက်ပါတော့တယ်တနက်တန်တွေထွက်လာတာနဲ့တပြိုင်နက်မြေအောင်ခန်းထဲမှာရှိနေတဲ့ကိုဟာလည်းချက်ချင်းအတိဝင်လာပြီးတော့စတင်လှုပ်ရှားပါတော့တယ်။တစားကန်တွေကိုစောင့်နေတဲ့ဓမြကိုခံပညာသုံးပြီးတော့အောင်မြင်စွာနှိမ်နင်းလိုက်ပါတယ်။အဲဒီနောက်ကိုဟာလူတိုင်းကိုထွက်ပြေးဖို့ပြင်ဆင်ရန်ချက်ချင်းဥဆောင်လိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီချိန်မှာဗန်နဂါတွေအားလုံးကိုလုံခြုံစွာတောက်ခတ်ထားတဲ့အတွက်သူတို့လောလောဆယ်ထွက်ပြေးလို့မရသေးပါဘူး။ကိုကသူတို့ရဲ့လုံခြုံရေးတေချာစေဖို့အတွက်
လေဝင်လေထွက်စနစ်ကောင်းမွန်တဲ့ငွေတိုက်ခန်းကြီးထဲမှာတစားကန်အားလုံးနဲ့စီစီကိုအမြန်တော့ခတ်ထားဖို့ဆုံးဖြတ်လိုက်ပါတယ်ပြီးမှရက်ဆက်တဲ့ကျူးလွန်သူတွေကိုသူတယောက်တည်းရင်ဆိုင်မှုဆုံးဖြတ်လိုက်ပါတယ်တိုက်ပွဲလုပ်ငန်းစဉ်ကနည်းနည်းခက်ခဲပေမဲ့အတွေ့အကြုံရှိတဲ့ကိုဟာနောက်ဆုံးတော့တပည့်တွေကိုရှင်းလင်းပြနိုင်ခဲ့ပါတယ်ဒါပေမဲ့သူကတနက်ကင်ပြီးထွက်ဖို့ပြင်နေတော့မှာပဲခေါင်းဆောင်ကရုတ်တရက်ပေါ်လာပြီးတော့ပြစ်ခတ်ပါတယ်ကိုဟာကြီးစံထိမှန်ပြီးတော့မြေပြင်ပေါ်ကိုလဲကျသွားပါတယ်ကံကောင်းတာကဒီချိန်မှာခေါင်းဆောင်ဟာဒေါသကြောင့်အတိတရားတွေလွတ်နေပြီးတော့ပုံနေတဲ့ဒဇာကန်တွေကိုရှာဖို့ပဲစိတ်ဝင်စားနေပါတယ်ကိုလဲကျနေတဲ့နေရာဟာသတင်းမောက်ကနေလမ်းမြင်ရတဲ့ yes sniper တွေအတွက်တော့အကောင်းဆုံးပြစ်မဲ့နေရာဖြစ်တယ်ဆိုတာကိုသူလုံးဝမသိပါဘူးခေါင်းဆောင်တတိမထားမိတဲ့အချိန်လေးကိုခွင့်ကောင်းယူပြီးတော့ကိုဟာဝက်ထားတဲ့ဖုန်းကိုယူကသူ့ဖေရဲ့နံပါတ်ကိုတိတ်တဆိတ်ခေါ်လိုက်ပြီးတော့အခုဝင်လာတော့လို့ပြောက SWAT အဖွဲ့ကိုအပြည့်အဝဝင်ရောက်စီးနှင်းမှုတောင်းဆိုလိုက်ပါတယ်ချက်ချင်းဆိုသလိုပဲခေါင်းဆောင်ရဲ့နှစ်ဘူးတဲတဲ့မှာစနိုက်ပါတနက်ကလာတဲ့လေဆာအဆက်လေးတစ်ဆက်ပေါ်လာပါတယ်ဒိုင်းဆိုတဲ့အတန်နဲ့အတူခေါင်းဆောင်လဲကျသွားပြီးတော့ရဲတွေနဲ့ SWAT အဖွဲ့ဟာဗန်ထဲကိုမန်တွေခွဲပြီးတော့ပြေးဝင်လာကငွေတိုက်ခန်းတွေကဒဇာကန်တွေကိုအောင်မြင်စွာကယ်တင်နိုင်ခဲ့ပါတယ်ကိုဟာဒဏ်ရာရခဲ့ပေမဲ့ဒီခက်ခဲတဲ့ mission ကိုအောင်မြင်စွာပြီးမြောက်ခဲ့ပါတယ်သူဖခင်ရဲမှုကြီးရဲ့လေးစားအတိမတ်ပြုမှုကိုလည်းနောက်ဆုံးတော့ရရှိခဲ့ပါတယ်။ဒါအပြင်တေးရရှင်ရေးကြကဂယ်တင်ခဲ့တဲ့အတွက်စီစီနဲ့လည်းအချစ်ဟောင်းပြန်လည်မီးတောက်ခဲ့ပါတယ်။ဒါပေမဲ့တကယ်နောက်ွယ်ကဂျိုးကန်သူကတော့လွတ်မြောက်နေသေးပါ။မြို့တော်ဝင် James ဟာမီဒီယာကင်မရာတွေရှေ့မှာဘာမှမသိတဲ့သူလိုဂုံတိတ်ကရှိတဲ့ပုံစံဟန်ဆောင်ရက်တီရဲပြီးတော့အချိန်တွေကိုပြောင်းလဲဖို့သူဘယ်လိုစူးစမ်းခဲ့တယ်ဆိုတာကိုကြွားလုံးထုတ်ကဒီချက်တဲကိုသူ့ရဲ့နိုင်ငံရေးအောင်မြင်မှုတစ်ခုဖြစ်တောင်ပုံဖော်နေပါသေးတယ်။အင်တာဗျူးပြီးမှသူကအောင်မွေးခံဖို့ဝမ်းသာအားရနဲ့တီးတက်ဇေကန်စားတောက်ဆိုင်တစ်ခုတည်းကိုဝင်သွားခဲ့ပါတယ်။ဒါပေမဲ့သူ့မျက်စိရှိမှတွေးလိုက်ရတာကတော့သူ့ကိုမုံကုတ်ကုတ်အကြည့်တွေနဲ့စောင့်ကြုံနေတဲ့ကိုနဲ့သူ့အဖေရဲမှုကြီးပါပဲ။ဒါကိုမြင်တော့မြို့တော်ဝင်ကထိတ်လန့်သွားပေမဲ့ချက်ချင်းပဲအတူရောင်ပြုံးတစ်ခုပြုံးပြလိုက်ပြီးတော့အော်သူရဲကောင်းနှစ်ယောက်ကိုနှစ်သိမ့်ပေးချင်နေတာလို့ပြောပါတယ်။ဒါပေမဲ့ကိုကသူ့အိတ်ကတ်တွေကနေ USB နောက်တစ်ခုကိုတိုက်ရိုက်ထုတ်ပြလိုက်ပါတယ်။တကယ်တော့စိစက်တေချပြီးဘာနဲ့တဲ့စိတ်ရှိတဲ့မာတင်ဟာမြို့တော်ဝင်ရဲ့အကောက်ကျန်မှုကိုကြိုတင်တွေးမိပုံရပါတယ်။သူကဒီတက်တေအထောက်ထားကိုနှိပ်တူပွားနောက်တစ်ခုလှုပ်ထားပြီးသားဖြစ်နေပါတယ်။အဲ့ဒီထဲမှာမြို့တော်ဝင်နဲ့မာရီယာတို့ရဲ့ဖောက်ပြန်နေတဲ့ဗီဒီယိုသားမကအဖိုးကြီးကိုယ်တိုင်ဒီဓမြမှုကိုစီစဉ်ဖို့ဝန်ခံထားတဲ့ဖုံးပြောဆိုမှုအတန်ဖိုင်မှာတေချာပေါက်ပါဝင်နေပါတယ်အခုတော့တောင်ကြီးတစ်ခုလုံးလိုခိုင်မာတဲ့တက်တေအထောက်ထားတွေနဲ့အတူမြို့တော်ဝင်ရဲ့မျက်နှာဟာသွေးဆုပ်သွားသလိုပဲဖြူရော်သွားပါတော့တယ်သူဘလို့မှညင်းလို့မရတော့ပါဘူးသူ့ဘဝတစ်ဝက်ဒါမှမဟုတ်သူ့တစ်ဘဝလုံးအချိန်ယူတိဆောက်ခဲ့တဲ့နိုင်ငံရေးလမ်းကြောင်းနဲ့ဂုံတိတ်ခါဟာဒီနေရာမှာတင်တရားဝင်အဆုံးသတ်သွားပြီဆိုတာကိုသူကောင်းကောင်းသိလိုက်ပါပြီသူရဲကောင်းတွေကအနိုင်ရပြီးတော့ရာဇဝတ်ကောင်တွေကထိုက်တန်တဲ့ပြစ်ဒဏ်ကိုခံရမယ့်အချိန်ရောက်လာပါပြီစီကင်နဲ့ဒိမန်ကိုစောင့်ကြည့်နေတဲ့ပရိသတ်ကြီးခင်ဗျာဒီဇက်ကားလေးကတော့ဒီမှာပဲအဆုံးသတ်သွားပါပြီဇက်ကားလေးကိုကြည့်ပြီးတဲ့အခါအာနာနဲ့လောဘကလူတစ်ယောက်ကိုဘလောက်ထိရက်ဆက်သွားနိုင်စေလဲဆိုတာကိုသင်ခန်းစာတစ်ခုအနေနဲ့မြင်တွေ့လိုက်ရမယ်လို့ထင်ပါတယ်ပရိသတ်ကြီးအနေနဲ့ရောတကယ်လို့သင်သာကိုးနေရမှာဆိုရင်ကိုယ့်အသက်ကိုစတေးပြီးတော့အချစ်ဟောင်းကိုကယ်ဖို့အတွက်ဒီလိုသေရင်းနဲ့ကိုဝင်ရဲပါမလားပြီးတော့ဒီဇက်ကားတွေကဘယ်လက်ကွက်ကများပရိသတ်ကြီးကိုအံ့ဩသွားစေတာလဲဆိုတာကိုကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါအောင်ခင်ဗျာဇက်ကားလေးကိုဆုံးဖြတ်ကြည့်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဇက်လန်းလေးကိုသဘောကျရင်ဒီဇက်လန်းလေးကို like and share လေးလုပ်ပြီးတော့ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ဖို့ထပ်မံတောင်းဆိုလိုက်ပါရခင်ဗျာနောက်ထပ်လည်းပိုကောင်းတဲ့ဇက်ကားတွေနဲ့ပြန်လာခဲ့ပါမယ်အားလုံးကျမ်းမာရေးကူးဆိုင်ကြပါတဒါ